မိတကြားကြီးပြည်သားများအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ထဲမှာပြုလုပ်ကျင်းပနေတဲ့စိတ်ဝင်စားဖွယ်ရာပွဲအမျိုးမျိုးအခမ်းအနားအမျိုးမျိုးကွန်ပစ္စည်းအသစ်အမျိုးမျိုးနဲ့ဗဟုသုတရစရာပညာပေးဟောပြောပွဲတွေကိုပရိသတ်နဲ့အစင်ပြတ်တက်ဆက်ပေးနေတဲ့ရန်ကုန်မြင်ကွင်းကျအစီအစဉ်ကနေပြီးတော့ကြိုဆိုပါရခင်ဗျာကျွန်တော်တို့အခုရောက်ရှိနေတာကတော့မြောက်တကုံပင်လုံလမ်းမကြီးပေါ်မှာပါဒီမှာဆိုရင်နေပန်းနေပြီးတော့ပြကန်းအသစ်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ခင်ဗျာပြကန်းဖွင့်လှစ်တဲ့အထိမ်းအမှတ်အနေနဲ့ရောသတင်းကျွတ်အထူးအစီအစဉ်အနေနဲ့ရောသတင်းကျွတ်လာပြင်းနေရနေပြီးတော့တစောင်းမုံလာပြင်းနေ့ထိအထူးအစီအစဉ်တွေ promotion တွေရှိရလို့လည်းသိရပါတယ်ခင်ဗျာပရိသတ်များခင်ဗျာနေပန်းရောင်းပြခန်းအသစ်ကိုတော့အပတ်145ပင်လုံလန်32ရပ်ကွက်ဒဂုံမြို့တင်ညပိုင်းမှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်အခမ်းအနားအစီအစဉ်အရဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ဂုဏ်ပြုပေးသောလူကြီးမင်းများနဲ့နေပန်း Electrics and Electronics မှတာဝန်ရှိသူလူကြီးမင်းများကနေပန်းရောင်းပြခန်းအသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်အဲဒီနောက်မှာတော့အယောင်ပြခန်းဆိုင်ပုံများကိုတက်ဆိုင်ရာလူကြီးမင်းများကစက္ကလုံးနဲ့ဖွင့်လှစ်ပေးခဲ့ပြီးအယောင်ပြခန်းကိုအောင်မြင်စွာဖွင့်လှစ်ပေးခဲ့ပါတယ်ခင်ဗျာဒီမြောက်တကုံပင်လုံလမ်းပေါ်မှာနေပန်းအယောင်ပြခန်းဖွင့်လှစ်ပေးခဲ့ပုံနဲ့ပတ်သက်ပြီးမိတ်ဆက်ပေးပါဦးခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ဖွင့်တဲ့ showroom ဟာမြောက်တကုံပင်လုံလမ်းပေါ်မှာဖွင့်တဲ့နေပန်းရဲ့6ဆိုင်မြောက်17မမြောက်showroom ဖြစ်ပါတယ်ဟုတ်ဒီအယောင်ပြခန်းမှာအဓိကထားပြီးရောင်းချသွားမယ်နေပန်းထုတ်ကုန်ပစ္စည်းတွေကိုလည်းမိတ်ဆက်ပေးပါဦးခင်ဗျနီပန်း showroom တိုင်းလိုကတော့ကျွန်တော်တို့အဓိကဖွင့်တဲ့ရည်ရွယ်ချက်ကအခုကျွန်တော်တို့နီပန်းက product ပစ္စည်းမျိုးစားတာတဖြည်းဖြည်းစုံလင်များပြားလာတဲ့အတွက်ကြောင့်ဒီနီပန်း product ကိုတနေရာထဲမှာကျွန်တော်တို့အစုံလင်ကိုကြည့်ရှုလေ့လာပြီးဝယ်ယူလိုတဲ့ customer တွေအတွက်လွယ်ကူအဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်အခုလိုမျိုး showroom တွေဖွင့်လှစ်ပေးတာဖြစ်ပါတယ်ဟုတ်နေပန်းအကြောင်းပြကံအောင်မြင်စွာဖွင့်လှစ်အပြီးမှာတော့ဂုံတေးရှိလူကြီးမင်းများဧည့်သည်တော်ကြီးများနဲ့တာဝန်ရှိပုဂ္ဂိုလ်များကအကြောင်းပြကံအတွင်းလှည့်လည်ကြည့်ရှုလေ့လာခဲ့ပါတယ်အဲဒီနောက်မှာတော့နေပန်းမှာထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိတဲ့အစင်မြင့်မိဖို့ကြောင့်သောလျှက်စစ်ပစ္စည်းမျိုးမျိုးဖြင့်လက်တွေ့ချက်ပြုတ်ကျော်လော်ထားတဲ့ရတာရှိလာတဲ့စားသောက်ဖွယ်ရာများဖြင့်တဲခင်းဧည့်ခံခဲ့ပါတယ်ထုတ်ကုန်ပစ္စည်းတွေမှာဘယ်လိုမျိုးပြေးသွားတဲ့အရှိသွေးတွေပါဝင်နေပြီးတော့ဘယ်လိုမျိုးခိုင်မာတဲ့အာမခံတွေပါရှိရဆိုတော့လည်းပြည်သက်တွေဝေမျှပေးပါအောင်ခင်ဗျဟုတ်ကဲ့နီပန်းကတော့အဓိကကတော့ကျွန်တော်တို့ဒီနီပန်း product အားလုံးကိုဒီနိုင်ငံတကာအသိအမှတ်ပြုရေသွေးဆိုင်ရာစီမံခန့်ခွဲမှုစနစ်ဖြစ်တဲ့ ISO 9001-2008 နဲ့အညီကျွန်တော်တို့အရေသွေးကိုဒါကောင်းမွန်အောင်တသက်မှတ်တဲ့ဖြစ်အောင်စီမံခန့်ခွဲပြီးတော့ကျွန်တော်တို့ထုတ်လုပ်ပါတယ်နီပန်းရဲ့ product အားလုံးလိုကကျွန်တော်တို့ဒီအာမခံကပ်ပြားကျွန်တော်တို့အာမခံပေးပြီးတော့အာမခံချက်အတိုင်းလဲကျွန်တော်တို့ service center တွေကနေပြီးတော့ပြုပြင်ဆောင်ရွက်ပေးလက်ရှိပါတယ်ဟုတ်သတင်းကျွတ်လာပြည့်နေမှာတစောင်းပုံးလာပြည့်နေထိဝယ်ယူသူ customer များမှာအထူးလျှော်စီလက်ဆောင်ပစ္စည်းများရရှိမဲ့အပြင် aircon LED TV ရေခဲသတ္တာဝှက်လျှော်ဆက်စရှိတဲ့အဖိုးတန်စုံမဲများစွာပါဝင်တဲ့ lucky draw များမှာလည်းပါဝင်ကန်ဆယ်ခွင့်ရရှိမှာဖြစ်ပါတယ်ဒီနေ့မှာသတင်းကျွတ်အထူးအစီအစဉ်တွေနဲ့ကျွန်တော်တို့ promotion တွေရှိရလို့လည်းသိရပါတယ်အဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့လည်းဝေမျှပေးပါအောင်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီသတင်းကျွတ် promotion အနေနဲ့ကတော့နီပန်းရဲ့ဘယ် showroom မှာပဲဝယ်ပေါ့နော်ကျွန်တော်တို့9သိန်းတန် package 10သိန်းတန် package ဒီလို package တွေကိုဝယ်ရင်သူသတ်မှတ်ထားတဲ့ discount ခံစား권ရမှာဖြစ်တယ်လို့ကျွန်တော်တို့လက်ဆောင်ပစ္စည်းလည်းပါပါတယ်နောက်ပြီးတော့ဒီလိုဝယ်တဲ့ customer တွေအားလုံးကိုလည်းကျွန်တော်တို့ grand lucky draw အစီအစဉ်ရှိပါတယ်ပြီးတော့အဲ့လို9သိန်းတန် promotion package 10သိန်းတန် promotion package ဝယ်တဲ့ customer တွေအတွက်လည်းကျွန်တော် ARD ဘဏ်နဲ့ချိတ်ဆက်ပြီးတော့လည်းဒါ higher purchase စနစ်နဲ့ဝယ်မယ်ဆိုလဲဝယ်လို့ရအောင်စီစဉ်ပေးထားပါတယ်နောက်ကျွန်တော်တို့ဒီနေ့ဖွင့်တဲ့မြောက်တကုံ showroom မှာတော့ဒီအထူးသတင်းကျွတ်အထူးစီစဉ်နေနေရတော့ဒါကျွန်တော်တို့ဒီမြောက်တကုံ showroom ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ကျွန်တော်တို့ဒီ showroom မှာဝယ်ယူတဲ့ပစ္စည်းတွေကိုလည်းအထူး discount တွေပေးတဲ့အပြင်ကျွန်တော်တို့ဒီလက်ဆောင်ပစ္စည်းတွေလည်းပေးပါတယ်ပြီးတော့ဒီသတင်းကျွတ်လာပြည့်နေ့ကနေပြီးတော့တစောင်းမုံလာပြည့်နေ့အထိဝယ်ယူတဲ့ customer တွေကိုကျွန်တော်တို့ဒီမြောက်တကုံ showroom မှာပဲတစောင်းမုံလာပြည့်နေ့ကြရင် grand lucky draw အစီအစဉ်ကျွန်တော်တို့ဖွင့်လှစ်ချင်းမြင့်ပေးမှာဖြစ်ပါတယ်ဟုတ်အနေနဲ့ရက်က customer တွေအနေနဲ့ညီပန်းရဲ့ထုတ်ကုန်ပစ္စည်းတွေကိုဝယ်ယူခြင်းနဲ့ဆိုရင်ဘယ်လိုမျိုးနေရာတွေမှာဝယ်ယူရရှိနိုင်လဲဆိုတာလည်းမိတ်ဆက်ပေးပါအောင်ခင်ဗျဟုတ်ကဲ့အခုညီပန်းရဲ့ပစ္စည်းတွေကကျွန်တော်တို့တနိုင်ငံလုံးကိုတော့ကျွန်တော်တို့ဒီကိုယ်စားလှယ်တွေရဲ့ကွန်ရက်ကနေပြီးတော့ဒါချိတ်ဆက်ပြီးတော့ဖြန့်ချီပါတယ်ညီပန်းရဲ့တနိုင်ငံလုံးမှာရှိတဲ့အယောင်ကိုယ်စားလှယ်တွေကနေဝယ်ယူလို့ရနိုင်တယ်လို့
ဒီ shopping center ကြီးတွေမှာလည်းဝယ်လို့ရပါတယ်အခုကျွန်တော်တို့နီပန်း showroom တွေထပ်ဖွင့်တာကတော့ကျွန်တော်အဓိကခုနရှင်းပြသလိုနီပန်း showroom တွေကဒီရုပ်တံပစ္စည်းမျိုးစုံအိမ်သုံးလျှက်စစ်ပစ္စည်းမျိုးစုံ aircon မျိုးစုံအဆင့်မြင့်မျိုးကြောင့်သုံးလျှက်စစ်ပစ္စည်းမျိုးစုံဆိုင်သုံးလုပ်ငန်းသုံးစီးပွားရေးလုပ်ငန်းသုံးအိမ်သုံးလျှက်စစ်ပစ္စည်းနဲ့ electronic ပစ္စည်းမျိုးစုံကျယ်ပြန့်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ပစ္စည်းအမျိုးအစားအစုံလင်ကိုတနေရာထဲမှာလေးလာကြည့်ရှုပြီးတော့ဝယ်ယူလို့တဲ့ customer တွေအတွက်အဆင်ပြေအောင်ဆိုပြီးတော့ဒါကျွန်တော်တို့ showroom တွေထပ်မံဖွင့်လှစ်ပေးတာဖြစ်ပါတယ်ဟုတ်အခုလိုဖြေကြားပေးတော့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ပြည်သူများခင်ဗျာ ISO 9001-2008 လက်မှတ်ရရှိပြီးနိုင်ငံတော်သမ္မတကချီးမြှင့်တဲ့ထူးချွန်အလက်စားစီးပွားရေးလုပ်ငန်းရှင်စုနဲ့အာဆီယံအင်ဂျင်နီယာအဖွဲ့ချုပ်ကချီးမြှင့်တဲ့အာဆီယံအင်ဂျင်နီယာဆိုင်ရာထူးချွန်ဆုရရှိခဲ့တဲ့နှစ်ပေါင်း40ကျော်တိုင်မြန်မာပြည်သူများရဲ့ယုံကြည်အားပေးမှုကိုအပြည့်အဝရရှိနေတဲ့ Nipbank Electrics and Electronics ဟာဆိုရင်တော့စက်တမမြောက်ရောင်းပြခန်းအသစ်ကိုအမှတ်145ပင်လုံလန်32ရပ်ကွက်ဒဂုံမြို့သစ်မြောက်ပိုင်းမှာထပ်မံဖွင့်လှစ်လိုက်ပြီးဖြစ်ကြောင်းသတင်းကောင်းပါရင်နဲ့ဒီနေ့ရဲ့ရန်ကုန်မြို့ရဲ့စီစဉ်ကနေပြီးတော့နှုတ်ဆက်ပြရစီခင်ဗျာချစ်ချူအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ